မော်မျိုးစားကား20တဲ့ကိုဆင်းသက်တဲ့ဒီရိုင်းရင်3စီးအနက်နှစ်စင်းကိုစစ်သွေးကြွ KI ကပြစ်ခတ်နိုင်ခဲ့ပြီးတော့ဒဇင်းကသူတို့ပြတ်ကျသွားတယ်လို့ KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်ဒီစီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုဘူးကလည်းအခိုင်အမာပြောနေပါတယ်จุ่มดังอ่ะจุ่มนิ้วแทะออกนิ้วแทะออกလေမှုများတွေဝယ်တယ်တို့ကဒီသတင်းကိုလက်မခံသေးဘူးပြကြတဲ့လိန်တွေဝယ်တယ်ရေတွေနော်ဘူးနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြလေရင်စိုးတွေဝယ်တယ်ပြကြတဲ့လိန်တွေဝယ်တယ်ဘူးနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါလေမှုများတွေဝယ်တယ်တို့တော့လည်းပဲကျွန်တော်ဓာတ်ပုံမှတ်တမ်းရုပ်သံဖိုင်ဗီဒီယိုကလစ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလုံးဝထုတ်ပြန်နိုင်ခြင်းမရှိဘူး။ဝယ်တယ်ကြီးတွေဝယ်တယ်လေရင်ပြတွေဝယ်တယ်လေရင်စိုးတွေဝယ်တယ်ပြရင်မောင်းလီကွက်တယ်ပါကူသူတို့ဘက်ကပြစ်လိုက်တယ်ပေါ့နော်ပြစ်လိုက်တဲ့ကမှာ3စီးစင်းတဲ့တည်းက2စီးကိုသူတို့ပြစ်တာထိသွားတယ်ပေါ့ပြောရရင်တော့ပြစ်ချခံရတာလားပြက်ကြတာလားအားလုံးမကိုမေကိုလူ KIA ရောဒီသတင်းကိုဖော်ပြနေတဲ့သတင်းဌာနတွေရောတိတိကျကျတိတိပပမပြောနိုင်ဘူးသူတို့အုပ်စုအောင်မင်းကိုသွားပြောလိုက်အောင်မင်းနဲ့ဒီလိုက်ကိုသူတွေ့မှာပဲထိုးမလားလို့ဘယ်နေရာမှာထိုးမလဲလို့ဒီသတင်းကိုလက်မခံသေးဘူးလုံးမကိုမေကိုလူဒီနိုင်ငံကိုဖျက်ဆီးနေတဲ့အဓိကနော်ကျွန်တော်တို့နောက်ထပ်90ရာခိုင်နှုန်းတာဝန်ယူရမှာခင်ဗျားတို့စစ်တပ်ပဲပြစ်ချခံရတာလားပြက်ကြတာလားဒါချက်ချုပ်ရမှုကြောင့်ပြက်ကြခဲ့တာရှိတယ်จุ่มดังอ่ะငါလုံးမကိုမေကိုလူဝယ်တယ်ကြီးတွေဝယ်တယ်လေရင်ပြတွေဝယ်တယ်လေရင်စိုးတွေဝယ်တယ်ပြကြတဲ့လိန်တွေဝယ်တယ်ရေတွေကဆယ်လာတဲ့လိန်တွေဝယ်တယ်လေမှုများတွေဝယ်တယ်ဘလုံးဝယ်မသိဘူးမို့လားမသိပါ